မအကျယ်ကြီးမှလည်းစော်ကျင်တယ် GTA 5နဲ့လည်းတူရမယ်ဘောကလည်းကျယ်ပြီးတော့စော်လို့ရှင်လည်းရမ်းကောင်းမယ်ပြင် graphic ကလည်းရမ်းမိုက်တယ် mobile game တွေစော့ရတာပြင်းနေပြီဆိုလို့ရှိရင်အခု open world game လေးကိုကျွန်တော်နဲ့အတူလိုက်ကြည့်လိုက်အောင်အခုဒီ game လေးကိုမပြောပြခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးပါနှိပ်ပြီးတော့ဖို့တောင်းဆိုချင်ပါတယ်ဟုတ်ပြီအဲ့တော့စလိုက်အောင်အခုဒီ game လေးရဲ့နာမည်က Map of 2ပဲဖြစ်ပါတယ် Play Store မှာအလွယ်တကူရှာပြီးတော့ download ဆွဲနိုင်တဲ့အပြင်ဒီ game က multiplayer လည်းပါပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ setting လေးကိုကြည့်လိုက်အောင် graphic ဘိုင်းမှာ brother တို့အနေနဲ့ brother တို့ကြိုက်တာ brother တို့ share နိုင်ပါတယ်အခုက graphic က high and very high ပါပါသေးတယ်ဒါကြောင့်မလို့ခင်ဗျားတို့ brother တို့အနေနဲ့ကြိုက်တယ်လို့ single ပြီးကြိုက်တယ်လို့ရှာဖွေလို့ရပါတယ်ပြီးတော့ကိုယ့်ရဲ့ character ကိုကိုယ်တိုင်ပြောင်းလဲရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကိုမိုက်တဲ့ game ထဲမှာလည်းပါတယ်ပေါ့နော်အဲ့တော့ဒီ game ကို open world game တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လိုဆော့ရမလဲဆိုတော့ကျွန်တော်ပြောပြသွားပါမယ်ဒီ game ကကိုယ့်အကို mission ဖြည့်ပြီးတော့ mission တွေရှာပတ်စံတွေစုပြီးတော့ကားတွေပါဝယ်လို့ရတဲ့အပြင်တခြားသော player တွေကိုလည်းတနက်နဲ့လိုက်ပြလို့ပါရပါတယ်ဒီ game ကဘာမှလုပ်စရာမလိုဘဲနဲ့ multiplayer လေးကိုနှိပ်လိုက်အောင်နဲ့တင်လုံးဝ share ဖြစ်သွားပြီကဲအဲ့တော့ကျွန်တော် game လေးကိုတွားကြည့်လိုက်အောင်ကျွန်တော်ကအခုကကျွန်တော်ဖုန်းကတိတ်အဆင်မပြေဘူးပေါ့နော်တိတ်အဆင်မပြေတော့ကျွန်တော် graphic ဘန်တော့အနေဆုံးပဲထားထားရပေါ့အဲ့တော့ကြည့်လိုက်အောင်အခုကဒါဆိုရှင် multiplayer ဒီဘက်ကလူနှစ်ယောက်နဲ့ဟာ multiplayer ဟိုဘက်ကတော့ brother တို့ single player ပေါ့နော် single player ဆိုလို့ရှိရင်တော့ brother တို့အနေနဲ့အဲ့ဒီ map ထဲမှာကိုကတယောက်တည်းပတ်သွားပြီးတော့လွတ်ရှင်အလုပ်ကျန်းညာကျန်းဖြစ်ရှင်ဖြစ်ရမှာပေါ့နော်ဒီဘက်က multiplayer မှာဆိုလို့ရှိရင်တော့မြန်မာတွေအရှင်းရှင်းနဲ့မှပြန်တွေ့တဲ့ game တစ်ခုဖြစ်တာကြောင့်မလို့စော့ဖို့လည်းကျွန်တော်တို့ comment ပေးပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ multiplayer နှိပ်ကြည့်လိုက်အောင်ကျွန်တော် single player သွားပြမယ်ပုံစံကတော့ပြောမယ်ဆိုလို့ရှိရင်ဗျာ brother တို့အနေနဲ့ဖုန်းရန်ကောင်းတဲ့ဖုန်းတွေ RAM မြင့်တဲ့ဖုန်းတွေတောင်တောင်ဂိမ်းဆိုလို့ရှိရင်အသာလေးနိုင်တယ်ဆိုတော့ဖုန်းတွေတော့ကျွန်တော်ဒီ game ကတကယ်ကိုစော့တင်တယ်ဘာလို့တော့စိတ်ပြေလက်ပြောက်လည်းဖြစ်ပြီးတော့ open world မှာလုံးလုံးအကျယ်ကြီးမှာ brother တို့ကြိုက်တဲ့နေရာ brother တို့တွားပြီးတော့ brother တို့စော့လို့ရတယ်ဗျာ game ကကဲဒါတော့ graphic ဘိုင်းအနေနဲ့တော့ဒီတိုင်းပဲပေါ့နော်ပြတ်မလားဟာဒါပေါ့ကျွန်တော် height very height ပြောင်းပြီးတော့ဟွာအရေးတွေပါကျွန်တော်ဖော်လိုက်လို့ဒါပြန်ပြီးတော့တော့ပြင်ဆင်တာပေါ့နော်ရဒါဆိုတော့ဒါတော့ share ဖြစ်သွားပါကြက်ကျွန်တော်ဖုန်းမကောင်းလားဆိုကားတွေတော့တမ်းပြီးရှင်းပို့ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်အနေနဲ့ကတော့ပြောချင်တာဒီလောက်ပါပဲကျွန်တော်တို့ကြော်ညာလေးတစ်ခုဝင်စားရှိပါတယ်အဲ့ဒီကြော်ညာလေးကတော့ကျွန်တော်ကြော်ညာမဟုတ်ပါဘူးဒီ game ရဲ့ကြော်ညာပဲဖြစ်ပါတယ်ကျွန်တော်ဖုန်းကမနိုင်တာကြောင့်မလို့ game ကိုဆော့ပြလို့မရတဲ့အတွက်ကျွန်တော်ကြော်ညာလေးတစ်ခုနဲ့ပဲလာပြီးတော့ပြလိုက်တယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်ရဲ့ဗီဒီယိုကိုအစားဆုံးကြည့်ပြီးတဲ့ brother တွေတောင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုကိုကြိုက်တယ်ဆိုလို့ရှိရင် like လေးပေးပြီးတော့ comment မှာ symbol လေးတစ်ခုခုမှန်သွားလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲပိုက်ပါမှာကျွန်တော်လည်းအတူဗီဒီယိုလေးကိုအဆုံးသတ်လိုက်အောင်